မင်္ဂလာပါကြေးဆောင်များစီစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ဆီယာမဂျူရဲ့အမှတ်တရဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီစာအုပ်လေးကိုအရင်တော့ကတော့ ebook အနေနဲ့ဖတ်ပြီးတော့ခဏဖတ်ဖြစ်တာပေါ့နော်အခုကတော့စာအုပ်ဆန်နေပြီးတော့ဒီစာအုပ်လေးကိုအမှတ်တရအနေနဲ့ဝယ်ခဲ့တယ်ဝယ်ပြီးတော့ပရိသတ်တွေကိုဖတ်ပြမယ်ဆိုပြီးတော့အခုဖတ်ပြတာဖြစ်ပါတယ်ဆီယာမဂျူကိုလည်းဒီကနေကျေးဇူးထူးတင်ရှိတဲ့အကြောင်းဥတင်ပါတယ်ရှင်အိမ်မက်ကလေးလှပခဲ့တဲ့အတွက်မောင်ကိုကျမအမြဲကျေးဇူးတင်နေတော့မှာပါမောင်အခန်းတစ်နှွေးထွေးပျော်ရွှင်စွာကြိုဆိုမြင့်သူမရှိသောယထာဆင်ခရီးသည်တူဤဒုက္ခကိုတတိယအကြိမ်ခံစားလိုက်ရသောအခါပထမဆုံးအကြိမ်လောက်စိတ်ဆင်းရဲမှုမပြင်းထန်တော့ပါဘူတာယုံအဆောက်အအုံဤအပြင်ဘက်တွင်မိုးဖွဲကျနေသောကြောင့်စင်ဝင်နာကက်လျက်ရှိသောသုံးဘိန်းတစ်စီးကိုသာအလွယ်တကူငှားလိုက်ရလေသည်နွေရာသီဖြစ်စေမိုးရာသီဖြစ်စေလမ်းထွက်လျင်ဘယ်တော့မှထိမဆောင်တတ်သောကျမကိုဘလူမိန်ကလေးလဲဟာဟုမအံ့ဩပဲအံ့ဩပြမည်သူလဲအနည်းတွင်မရှိပါမန်လေးမြို့သည်ရခင်ကလိုပင်ဆွတ်ဆူထိုင်းမိုင်းလျက်ရှိသည်လမ်းပေါ်တွင်ပန်းပွင့်ကျွေများတရွက်ကျွေများဟိုတစဒီတစလွင့်ရင်တချို့လဲရေဆိုနေပြီးတချို့လဲခြောက်သွေးနေစေဖြစ်သည်မိုးကတစ်ဖက်တစ်ချက်မှဖြိုင်းကနေတဲပတ်လိုက်ပြီးတစ်ချက်ကြတော့လေဖြင့်လွင့်ပါ၍မိုးဆက်များပျောက်သွားပြန်၏ဒါမန်လီမိုးမှမဟုတ်ပဲမိုးဆူဆွတ်သောကတ္တရာလမ်းမ၏အနက်နှင့်အတူမပြည့်တပြည့်ဖုံငွေနှံကကျမကိုခက်စိမ့်နှုတ်ဆက်ဖို့ရလေသည်ကျုံနောက်ကစိတ်မန်းပင်ကြီးမှာတော့ဟိုးလွန်ခဲ့တဲ့ကာလများနည်းတူနီရဲအောင်ပွင့်စေအပွင့်များမြေပြင်တွင်ပြန့်ကျဲလျက်တချို့ကတန်စကားဤဒီဘက်ပရဖောင်းပေါ်အထိတွင်ကြနေတတ်သည်အခုနေများတစုံတယောက်အတိမိတ်ဆွေနှင့်တွေ့ပြီးဟောအလဲလာတာလားဟုနှုတ်ခွန်းဆက်လျင်ကျမဘလို့ဖြေရပါမလဲကျုံးရည်ပင်ပေါ်သို့မိုးဆက်များလွင့်ကနေနင်းမြုပ်ကြနေသည်နန်းရှိကျုံးရည်ပင်တွင်သာတွေ့ရတတ်သောပန်းနုရောင်ကြာငုံပွင့်များကိုစတင်မြင်ရလျင်ကျမတို့နေအင်္ဂလိပ်သို့ရောက်လူပြီးရင်းနှီးနေကြထနောင်းပင်များရေမော်ပင်တစ်သေးကွေလေးများကြာရွက်အရွယ်စုံများနောက်ကြာဘူးကြာငုံများကြာပွင့်များရင်းနှီးမြောင်းပေါင်းထိပ်တွင်ကျမဆင်းရပါမည်ကားရက်လိုက်သောအခါမှမိုးကဝေါကနေရွာချပစ်လိုက်တော့သည်မိမကိုင်လက်ဆွဲတစ်တာအသေးကလေးတစ်ဖက်ပခုံး၌လွယ်ထားသောလက်ပွေအိတ်ကတစ်ဖက်မိုးရီထဲ၌ချက်ချင်းဆူရွှဲသွားသည်ဒါကတော့မန်လီမိုးအစ်စ်ပဲကားထွက်သွားသောအခါကျမမိုးရီထဲ၌ခဏကြံရစ်သည်စပိန်ကိုစီနှင့်ကျောင်းသူအရွယ်ကလေးမိန်းကလေးတစ်ဖွဲ့ကကျမကိုနောက်ပြန်လှည့်ကြည့်သွားကြသည်မြောင်းမောင်အတိုင်းခတ်သွက်ရှောက်လန်းလာသောအခိုက်အတန့်၌ဆိုးဆွတ်သောကျမစပင်များတစ်ချက်လွင့်သွားသည်ဟောဟိုမှာတစ်သားတကားဖြူကလေးဒီတရားလေးကို1982ခုနှစ်တုန်းကကျမတို့နှစ်ယောက်ခင်းခဲ့သည်စေးအဖြူကိုတော့ကျမကိုယ်တိုင်တုပ်ခဲ့သည်ဤတရားကလေးသည်ကျမကိုမှောင်ကိုစားကြိုးဆိုသူဖြစ်လေသည်တရားပုံတွင်ရှိနေကြကလေးတတိုက်မရှိပါကျမတယောက်တည်းရေဆူရွှဲလျက်ဖြတ်တန်းလာသည်ကြာဘူးကြာခိုင်များရေစီးချောင်းဤတွန်းတိုက်မှုနှင့်ရိမ့်နှွေနေကြသည်သူတို့ကိုကြည့်လေကျမရင်ကယခုတိုင်နာကျင်နေစေဖြစ်ပါသည်ခြံဝင်းတကားသည်ပွင့်လျက်ရှိဘာဖြစ်တစ်ချိန်မှာတော့အင်ရှင်အန်တီနှင့်ပရိသရာယစကားများဆိုရအောင်မည်။အိုးတယောက်သေးလားဟုသာသူမနှုတ်ဆက်တဟန်ရှိသည်။ကံကောင်းထောက်မှစွာအန်တီ၏အိမ်သည်ကျမတို့အင်္ဂလိပ်၏တစ်ဖက်မှရှိနေ၍ကျမခဏတော့ရှောင်နေလို့ရသည်။ကြည်စမ်းပါဦးနေ့စီပင်များအတော်ရှိကိုင်းလျက်ရှိပြီ။တစ်ပင်နှစ်ပင်သုံးပင်အိုးဟိုဘက်နှစ်ပင်ကမိုးစံများအောက်တွင်ခြောက်သွေးလျက်ရှိသည်။အေးလေကျမလက်နဲ့မထိရတာဘလောက်တောင်ကြာပြီလဲတစ်နှစ်နီးပါရှိတော်မည်ဒီလောက်ရှင်သန်နေသည်မှာပင်လေအန်တီဤကျေးဇူးပါပဲတစ်သားလေကတဲ့သုံးတဲ့ကိုတက်ပြီးတော့အခါပြင်ခင်းကျမ်းပြင်ပေါ်ရောက်ချင်းမိုးတံမှလွတ်သွားသည်တစက်မိမရေတို့စီးကြနေသည်ကြည်စမ်းမိုးရွာထဲမှာဘယ်တော့မှဆိုထီးမဆောင်ဘူးအမြဲဆူရွှဲလို့မြင်ဝင်စမ်းပါကျ
မကြားနေကြစကားသံတစ်ခုဖြင့်ကျမကိုကြိုးစုံမိသူမရှိပါတော့ပိတ်ထားသောတကားပြီးတွင်ကျမနာမည်ဆိုင်းပုတ်ပြားတစ်ခုသာရှိသည်မိုးသက်လေးဖြင့်အနှင်းငယ်ချမ်းစိမ့်စိမ့်ဖြစ်သွား၍လက်ပွေအိတ်ထဲမှတော့ကိုကြပြကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟူ၍ကျမတဦးတည်းသာရှိတော်သည်အိမ်ထဲသို့ဝင်လိုက်သောအခါထုံးစံအတိုင်းတစ်တော်သည်နံကသင်းမွေလျက်ရှိသည်မောင်နေသူကျမလည်းအော်ရလောက်အောင်ဤအိမ်ကလေးသည်တစ်တော်သည်နံအမြဲသင်းမွေနေတတ်သည်မောင်ပိတ်ထားသောအိမ်ကန်ကိုစံတဝါဝါဖြစ်မနေပဲနေသားတကြကျမရှောက်သွားနိုင်၏ကျမတို့အိမ်ကန်မှာစပွဲကလထိုင်မရှိပါဟောဒီဘက်မှာတောက်ယူအိုးစဉ်ဒီဘက်ကထောင်ထားသောတင်ဖြူလေးနှစ်ခုကျမမှတ်မိနေသည်နေရန်တစ်ဖက်သို့ရှောက်သွားပြီးမီးခလုတ်ကိုဆွဲချလိုက်သည်လင်းလက်သွားသောဖန်မီးချောင်းမီးရောင်အောက်တွင်နေရန်ကက်ကြည့်မှန်နေ၌ဆိုကက်နေသောသပင်များနှင့်မျောလင်းချက်ကင်းမဲ့နေသောမျက်နှာတစ်ခုကိုရုပ်ချီးတွေ့ရသည်လက်ဆွဲတတာကိုချက်မြင်ပေါ်သို့အသာရချလိုက်ပြီးအိမ်ဤအေကန်တလျှောက်ဟိုသည်စူးစမ်းကြည့်သည်ကျမမရှိသည့်အချိန်တွင်တစုံတယောက်လာနေသွားသည့်အတွင်ပြင်မရှိပါရခင်တစ်ခေါက်ကျမအပြန်တော့ကမိရော်ထားခဲ့သည့်တနခါပြိုးပင်ပေါက်ကလေးနှစ်ပင်မှာပန်းအုံးငယ်ကလေးများထဲတွင်အရွက်တို့ပင်မရှိတော့ပဲလိတ်ချောက်သောအကိုင်းကလေးများသာကျန်တော့သည်ဒီရင်ကိုမှမရောက်လာတာသိကြသွားပြီမဟုတ်သေးပါဘူးလေဒီပင်ဒီနေရာမှာရှိနေုံဖြင့်မောင်မလာဟုမပြောနိုင်ပါမောင်ကပန်းပင်စိုက်ဖို့ဝါသနာမှမပါပဲတတိတိဟာစိုက်ပြိုးပြီးမိမောင်မဟုတ်ပဲတခုရရှိသောအခန်းသည်တကားရွက်စေးပိတ်လျက်ရှိသည်အခန်းတကားအထက်တွင်တော့အပြင်မှပြောင်းရွှေ့ချိတ်ထားခဲ့သောမောင်နမဲဆိုင်မှုပြားကလေးရှိသည်အပြင်မှာအထင်ရှားချိတ်ခွင့်မရတော့လေဘယ်သူမှမမြင်နိုင်သောတော့ပိတ်ထားသည့်အိမ်ရှိအခန်းတကားထက်မှာတော့ချိတ်ဆွဲခွင့်ရှိလိမ့်မည်ဟုကျမယခုတိုင်ယုံကြည်နေသေးသည်အခန်းတကားကိုတုံးဖွင့်လိုက်သည်မောင်ကိုနမ်းမွေးတိုင်းရလိရှိသည့်ချိုးမြသောမောင်ကိုနမ်းသည်အခန်းထဲတွင်ကျမလွမ်းဆွနာကျင်စီလောက်အောင်တိတိတတ်တာမွေးပြက်နေလေသည်မောင်ရောက်နေရတော့မဖြစ်နိုင်ပါကရင်ကောင်းရမှမိခလုတ်ကိုဆမ်း၍ဖွင့်လိုက်သည်ကျမရင်ထဲမှာလိုက်ခနဲလွင့်ခါသွားသည်ကရင်ပေါ်မှာတင်ဖြူတစ်ချက်သာရှိသည်စပွဲပေါ်တွင်ကျမထားခဲ့သည့်ပန်းဆိုင်အိုးတစ်ခုအတွင်း၌ဘာပန်းဟုမသိနိုင်လောက်အောင်၆တွေ့နေသောနှင်းစီပန်းတို့သည်ယခုတိုင်မပြိုမလဲရှိနေသေးသည်စပွဲပေါ်မှာကျမထားခဲ့သောစတော်ဘယ်ရီယူဘူးနှင့်ပေါင်းမှုလီးသည့်ဓားသည်နေရာမယွင်းသေးပါလက်ညှိုးလေးနှင့်အဖုံးကိုတို့ထိကြည့်လိုက်သည်ဖုံများကျန်းရှားလျက်လက်ညှိုးကိုပြီးကျန်းသွားသည်အသေးချာရှိုက်မွေးတော့မွေးနေကြကိုနန့်တစ်ခုအပြင်ဖုံဝိအနှံ့ပါရလာသည်မောင်ရောက်လာခဲ့သည့်အထိမ်းမှတ်အဖြစ်တို့လိုတွဲလောင်ချိတ်ထားသောအင်ဂျီများပစိုးများမရှိတောက်လက်စကော်ဖီပကံများအရက်ဖန်ခွက်များ secret အတူများမရှိပြန်ကျင်းနေသောဖိချက်အောင်များမရှိစာခန်းစည်းကိုပင်ပင့်တင်ထားခြင်းမရှိကရင်ပြီးမှပရိမောက်ကိုကျမဖွင့်လိုက်သောအခါလေးနှစ်အတူမိုးဆက်တသေးကလေးများမျက်နှာစီသို့ပြေးဝင်လာကြသည်အေးစိမ့်သွားသည့်ခံစားမှုကိုရရှိခြင်းတွင်ကျမပြုံးမိသွားသည်စပင်ရည်ဆိုအဝိရည်ဆိုနှင့်ခက်ကြကြမတည့်ရက်ငင်းငိုင်နေတာများမောင်မြင်ခဲ့လျင်ကျမသည်ကရင်ပြီးတစ်တာမှမျက်နှာတုပ်ပေါ်ကိုအလင်းထုတ်၍စပင်များကိုတုပ်ပြစ်နေမိသည်မျက်နှာတုပ်ပေါ်မှာပယုတ်လုံးနဲ့မှုေးနေသည်အကယ်၍မောင်ရောက်လာပြီးမောင်ဤပေါ်ကိုရေတုပ်ခဲ့လျင်ပယုတ်လုံးနဲ့ရှိတော်မှာမဟုတ်တစ်တာတဲ့လုံးထွေးထည့်ထားခင်မှလည်းသိကြပါသည်အေးလေမောင်ဟာဒီအင်းကိုဘာအကြောင်းကိစ္စဖြင့်လာမြင်နေအာရောစိတ်ပြတ်မှုနဲ့အထီးကျန်ဝမ်းနည်းမှုသည်ကျမရင်ထဲမှလေချောင်းစီအထိစုံနစ်လာသည်ဘာတွေပဲဖြစ်နေတယောက်တည်းကျန်နေတာတော့သိကြပါသည်လက်ဆွဲတတာကိုပြင်၍ယေရှုအဝတ်များကိုလဲသည့်အခါ၌လေတစုံတစ်ခုလိုအပ်နေသလိုခံစားရသည်အခန်းထဲရှိဖုံများကိုစင်ကြယ်သွားအောင်အနှဲငယ်ပင်ပန်းစွာလဲချင်းတန့်ရှင်းလိုက်လျင်မောင်ကိုတန်းတားစီများအနှဲငယ်ပြေလျော့သွားလိမ့်မည်